ဒီနေ့တော့ moisturizer လေးတွေအကြောင်းလာပြီးတော့ပြောပြပေးတာပါသူ့ရဲ့ပုံစံလေးတွေပေါ့နော်သူ့ရဲ့ပုံစံလေးတွေဆိုတော့သူ့ရဲ့ type လေးတွေကဒါ gel type လား cream type လားဒီလိုမျိုးလေးတွေပေါ့နော်ပြောပြပေးတာပါအရင်ဆုံးပြောချင်တာဒီ Pororo ပေါ့နော်ဒီ Pororo ကထုတ်တဲ့ moisturizer ကအဓိက baby ပေါ့နော်ကလေးတွေအတွက်ထုတ်ထားတာပါဒါပေမဲ့လည်းကိုယ့်ရဲ့အသားကြီးက6တယ်ပြီးတဲ့ခါကျတော့ဘယ်လိုခေါ်မလဲမဲစက်ကလေးတွေရှိရဲဒါမျိုးလေးတွေဆိုလို့ရှိရင်တော့ဒါလေးကိုသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ wet ပေါက်တက်တဲ့လူဆိုတော့လုံးဝသုံးလို့အဆင်မပြေဘူးပေါ့နော်နည်းနည်းလေးပူတယ်လို့ခံစားရတယ်သူကလုံးဝ cream type လေးဒီလိုမျိုး cream type လေးပါ cream type လေးဒါပေမဲ့ moisturizer ဆိုတဲ့အတိုင်းပဲလိမ့်လိုက်ရင်တော့အေးလေးပေါ့နော်ဒါပေမဲ့ wet ပေါက်တက်တဲ့လူဆိုရင်တော့မသုံးစေချင်ပါဘူးဆန်းပြီးတော့သုံးရမှာမျိုးဆိုရင်တော့မသုံးစေချင်ဘူးပေါ့နော်ဒါပေမဲ့လည်းကိုယ့်ရဲ့အသားအရာ6တဲ့ dry skin ဆိုလို့ရှိရင်တော့သုံးလို့ရတယ် baby လေးတွေဆိုရင်တော့မဖြစ်မနေသုံးသင့်တာပေါ့နော်နွေရာသီကအခုနွေရာသီကအရန်လဲပူတယ်ပြီးတဲ့ခါကျတော့အသားအရာငကိုတွေကမှဒီရေတက်ကလုံနေတာဆိုတဲ့ခါကျတော့ moisturizer ကတော့မဖြစ်မနေသုံးသင့်တဲ့အထက်မှာပါတယ်ပေါ့နော်ဒါလေးကတော့ Pororo moisturizer ပါနောက်တစ်ခုကတော့အများနဲ့ပြောနေကြဖြစ်တဲ့ဒီ Nasifit ပေါ့နော် Nasifit ကထုတ်တဲ့ Glandula moisturizer သူကကြတော့လုံးဝ gel type ဖြစ်တဲ့အတွက်ကြောင့်မလို့ sensitive skin ကအစသုံးလို့ရတယ်ပြီးတော့ wet ပေါက်တက်တဲ့သူတွေလည်းသုံးလို့ရတယ်သူကရေတက်တိကဖြစ်ပြီးတာတခြားဖြူသွားတာမျိုးတော့မရှိဘူးဒါပေမဲ့အသားတော့အရန်ကြည်ပါတယ်အသားကြည်တာတကယ်ကိုလက်တွေ့ပေါ့နော်ဒီသွေးကြောလေးတွေပါပေါ်လာတဲ့အထိအသားကြည်ရလုံးဝ gel type အရန်လေးလိမ့်လို့ကောင်းတယ်သူရဲ့အနက်လေးတင်းလေးရတယ်ဆိုရင်လုံးဝရတယ်ဆိုရင်လေးပဲအနက်ကတော့သူကတော့99,900ကျပ်ပါသူကတော့100မေပေါ့နော်100မေပါပါတယ်ပုံမှန်လိမ့်မယ်ဆိုလို့ရှိရင်တော့4လနေပြီးတော့ဒီရွှေတာလေးတော့6လလောက်တော့လိမ့်ရမှာပေါ့နော်ကိုရီးယားတော့4-5လတော့လိမ့်ရပါတယ်ဒါလေးကမနေ့တခါညတခါနှစ်ခါတနေ့ကို2ကြိမ်လိမ့်မှာအသားရည်ကလုံးဝတိတာလာပါလိမ့်မယ်เนาะပုံမှန်အသားရည်နဲ့လုံးဝမတူဘဲနဲ့ကြည်ပြီးတော့စူလာတာကိုခံစားရမှာဖြစ်ပါတယ်เนาะနောက်တစ်ခုကကြတော့အခုအရန်ခစ်စားနေတဲ့ Hato Mukia ထုတ်တဲ့ဒီ moisturizer လေးပေါ့เนาะသူက conditioning gel ကကြတော့သူကဘယ်လိုလဲဆိုတော့အဓိကဘယ်လိုခေါ်မလဲ wet ပေါက်တဲ့သူတွေတော့တိတ်အဆင်မပြေဘူးပေါ့เนาะသူက gel ဆိုပေမဲ့လည်း cream နဲ့ gel နဲ့2မျိုးပေါင်းထားတဲ့ပုံစံလေးပေါ့အဲ့တော့ wet ပေါက်တဲ့လူကြတော့ gel type ပဲအဆင်ပြေတယ်เนาะဒီလိုဒါလေးကကြတော့သူကဒီတင်းတိတ်တို့မှဲကြောက်တို့ပြီးတော့အသားကြီးအရန်ချောက်တဲ့သူတွေကျန်းတဲ့သူတွေပေါ့ညစ်နေတဲ့သူတွေသူတို့တွေဆိုရင်တော့ဒါလေးကအရန်ကိုနာမည်အရန်ကြီးတယ်တုံးကြည့်ပါဒါလေးကတော့လေဈေးနှုန်းလေးကလည်းလုံးဝ budget စိတ်ဖြစ်တယ်ပေါ့နော်4000ခွဲပဲရှိတယ်ပြီးတော့ပါတာလည်း180တောင်ပါတာဆိုတော့အမုန်းမဲ့သုံးပါလေအကျန်းသုံးဝင်တော့မှပဲအနည်းဆုံး6လလောက်ခံတယ်ပေါ့နော်အဲ့တော့ဒါလေးကိုကိုယ့်ရဲ့မျက်နှာကတင်းတိတ်တွေရှိတယ်ပြီးတော့အသားရည်လည်းရှောက်နေတယ်အရေးချောင်းလေးတွေလည်းပေါ်နေရဆိုရင်တော့ဒီ moisture လေးကိုသုံးပြအောင်သုံးကြည့်ပေါ့နော်ဒါလေးက budget စိတ်ဖြစ်တော့ကိုစမ်းသုံးချင်တယ်ဆိုရင်တော့အဆင်ပြေပါတယ်ဒါပေမဲ့တခုပြောချင်တာ wet ပေါက်တက်တဲ့လူဆိုရင်တော့လုံးဝမသုံးပါနဲ့ဘာဖြစ်လို့လဲဆိုတော့သူက cream သားဖြစ်တယ်ဘလို့ပဲ gel type ပြော cream သားဖြစ်တဲ့အတွက်ကြောင့်မလို့wet ပေါက်တဲ့လူတွေနဲ့တော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော် sensitive skin လည်းပဲ recommend မပေးပါဘူးဒါပေမဲ့တော်တော်များများကအခုတော်တော်များများကြည့်လိုက်တင်းတိတ်ရှိကြရတယ်ပေါ့နော်တင်းတိတ်ရှိရဲမဲချောက်ရှိကြတယ်ပေါ့နော်အဲ့တော့ဒီ moisturizer ကကြတော့အဲ့ဒီလိုတင်းတိတ်သမားတွေမဲချောက်သမားတွေအတွက်အရန်ကိုအဆင်ပြေပါတယ်เนาะပြီးတော့အသက်အရွယ်ဒီ40နောက်ပိုင်းရောက်လာတဲ့လူဆိုရင်လည်းအဆင်ပြေတယ်ဒါလေးကတော့အသားချောက်တဲ့သူတွေအတွက်ကတော့လုံးဝဒါလေးကိုစမ်းသုံးကြည့်ခြင်းနဲ့ပေါ့နော်ဒီ Glandula ကကြတော့သူကဘလို့သားရည်ပဲဖြစ်ဖြစ် all skin type ဖြစ်တယ်ဘလို့မှ wet မထွက်ဘူး wet တက်တဲ့အသားရည်ဆိုလည်း wet မထွက်ဘူးပုံမှန်သားရည်ဆိုလို့ရှိရင်အသားရည်လေးဆိုလာမယ်ကြီးလာမယ်ပေါ့နော်အဓိကမျက်နှာမှာကအဓိကလိုအပ်တာ moisturizer အဆိုတက်ပါပြီးလို့ရှိရင်တော့ sunscreen ပေါ့နော် sunscreen နဲ့ဒီ moisture နဲ့နှစ်ခုရှိရင်ကိုပဲတင်းတိတ်တို့ဒီမှဲကြောက်တို့ပေါ့နော်နေလောင်သားတွေပြီးတော့အရေးအကြောင်းတွေဒါရဲမဖြစ်တော့ပါဘူးเนาะဘာမှမသုံးချင်ဘူးဆိုရင်တော့မှပဲမျက်နှာတစ်လေးသုံးပါပြီးလို့ရှိရင် moisture လေးသုံးပါ sunscreen လေးသုံးပါဒါလေးပဲသုံးတယ်ဆိုရင်တော့မှပဲအဆင်ပြေပါတယ်เนาะတကယ်လို့ဒီ moisturizer 3ခုတည်းကပဲဖြစ်ဖြစ်လိုချင်တာရှိလို့ရှိရင်ချက်ပေါက်ကပဲဖြစ်ဖြစ်ဖုန်းနံပါတ်3992541555ကိုဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်မှာလို့ရပါတယ်မြန်မာနိုင်ငံအနှံ့လဲပို့ပေးနေပါတယ်စကူထိုင်းမလေးရှားစတဲ့နိုင်ငံတွေကိုလည်းပို့ပေးနေပါတယ်เนาะဒီမရှိမဖြစ် moisturizer ကိုတော့မဖြစ်မနေသုံးစေချင်ပါတယ်သုံးကြည့်တဲ့မှာပဲသိမှာပေါ့နော်သုံးဘူးတဲ့သူကတော့သိတယ်ဒီ reset ကဘယ်လိုလဲဆိုတာသိတယ်ဒါပေမဲ့စမ်းသုံးမဲ့သူတွေအတွက်ကတော့
မဖြစ်မနေကိုသုံးကြည့်ပါเนาะနွေရာသီရောက်လာပြီအရင်လဲပူလာပြီရေတက်တွေလည်းခန်းလျှောက်တယ်အဲ့တော့ရေလဲတောက်ရမယ်ရေမတောက်လို့တော့မရဘူးရေလဲတောက်ရမယ်ပုံမှန်ထက်ပိုပြီးတောက်ရမယ်ပြီးတော့ moisturizer လေးကိုလည်းလိမ့်ရပါမယ်ပြီးရင်တော့ sun cream လေးကိုလိမ့်ပါဒါဆိုလို့ရှိရင်တော့ပြည့်စုံသွားပါပြီရှင်ကျေးဇူးပါ